တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာပေါ်ဆန်ကိုနိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချဖို့အတွက်စီစဉ်နေတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာပေါ်ဆန်ကိုခိမီထုတ်ပိုးမှုပုံစံတွေနဲ့နိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချဖို့အတွက်စီစဉ်ဆောင်ရွက်နေရလို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ကနေသိရပါတယ်။မြန်မာပေါ်ဆန်ကိုနိုင်ငံတကာဈေးကွက်ကိုတင်ပို့နိုင်ဖို့အတွက်မြန်မာပေါ်ဆန် Rice Foundation ကိုတည်ထောင်ပြီးစိုက်ပျိုးသူတွေပါဝင်ကုန်သည်စက်ပိုင်ပါဝင်တဲ့အစုအဖွဲ့တစ်ခုဖွဲ့စည်းကမြို့ကမြို့သားမှစပြီးသူတည်တနာလုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိနေပါတယ်။ MRF အနေနဲ့မြန်မာပေါ်ဆန်ကိုနိုင်ငံတကာဈေးကွက်မှာမြန်မာအမှတ်တစိတ်တစ်ခုအဖြစ်နဲ့မြင့်တင်လိုတာကြောင့်ဒေသဆိုင်ရာအညွှန်းကြီးရရှိလို့လည်းဆောင်ရွက်နေရလို့သိရပါတယ်။နိုင်ငံတော်မှာပေါ်ဆန်ဆိုင်အိတ်ကတန်းခွဲတင်တာရှိတာကြောင့်ပြပတင်ပါလိုပါကအထက်နှုန်းဒိုးလာအိတ်ကိုဦးစားပေးဆောင်ရွက်တင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။လက်ရှိမှာနိုင်ငံတကာဈေးကွက်ကိုအမတ်တာငါးစင်အုပ်စုဝင်တွေဖြစ်တဲ့စင်သူကတီထက်ရင်ရတနာတို့ငါးစင်ရာကျော်ကရင်မထုံးဘူး GW11 စောကျော်ခွန်လေးခွန်တီပူကောင်းနန်စတဲ့ဆိုင်တွေကိုသာအဓိကတင်မိုးလျက်ရှိနေပါတယ်။ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါ